စာကောင်းပြီးတော့အနောက်မသိရတဲ့ရုပ်ရှင်တစ်ခုလိုပဲပြောရမလားမသိဘူးပေါ့နော်ဇလန်ရဲ့အစမှာတော့ဇက်ရင်တီးထားတာလုံးဝကိုထိုင်အားမထကြည့်ရမယ်ပုံစံ share ကြီးပေါ့နော်ဒါပေမဲ့ဇက်သိန်းသွားတဲ့အခါမှာရုပ်တရက်ဇက်သိန်းဆန်လို့ဖြစ်တယ်လို့သိမ့်လိုက်တယ်ဆိုတော့ခံစားမှုမျိုးခံစားရတယ်ပေါ့နော်ဇလန်လေးကိုဇန်ဝင်သွားတဲ့အချက်ကဇလန်ရဲ့အစမှာမင်းသားကတော်တော်လေးဆင်းရဲတဲ့မိသားစုကဘယ်တော့ဆင်းရဲတော့ဆိုတော့လူသမီးလေးတဝေးဖြစ်နေတော့မှလို့တိုက်ဖို့စေးဖို့မရှိတဲ့မိသားစုပေါ့နော်နောက်တစ်ခုကသူတို့ဒီနိုင်ငံကြီးကိုခင်းချင်းပြတ်တတ်ထားတာလေတော်တော်လေးမိုက်တယ်ဒီနိုင်ငံထဲမှာကအလွာနှစ်ခုခြားနားနေအောင်ပြတာပေါ့နော်ဒီမင်းသားတို့နေတဲ့ဘက်ချမ်းမှာတော့အရန်ဆင်းရဲပြီးစုပ်ပြတ်တက်နေတဲ့ဆင်းရဲတဲ့အဲ့လိုမျိုးစုပ်ပြပုံစံအလွာဒါပေမဲ့တကားလေးတစ်ချက်ပဲချပြီးအဲ့ဒီကားလေးရဲ့ဟိုဘက်ကိုဝင်လိုက်တဲ့အချိန်မှာတော့လုံးဝကိုချမ်းသာပြီးတော့တိုက်တာဆောက်အမြင်ကြီးတွေနဲ့လူနေမှုအစဉ်အလုံးဝကွာခြားနေတဲ့ပုံစံမျိုးကိုပြထားတယ်ပေါ့နော်သိပ္ပံ action ဆိုတဲ့အတိုင်းပဲလို့စိတ်ကူးဝင်ဆန်ဆန်အရာတွေလည်းအများကြီးပါတယ်ပေါ့နော်နိုင်ငံမှာလို့နှစ်စဉ်တိုင်း show တစ်ခုလုပ်တယ် Running Man ဆိုတဲ့ show ဒီရက်30အတွင်းမှာသူတို့နိုင်ငံအကျန်းဆုံးလူမျိုးတွေတနတ်သမားတွေလက်ထက်ကနေဒီရက်30လုံးလုံးရှောင်တိန်ပြီးတော့လွတ်အောင်ပြေးနိုင်ရင်ဒီအဲ့လူကစုကြီးငွေအများကြီးနဲ့ဒီစင်းတဲ့ရက်ကွက်ကနေချမ်းသာတဲ့ရက်ကွက်မှာထာဝရနေထိုင်ခွင့်ရမယ်အဲ့လိုမျိုးစုကြီးမျိုးမမမုံတော့ပေးထားတယ်ဒါပေမဲ့ဖြစ်ရှင်တော့အဲ့ဒီအားကတယောက်မှလို့အောင်မြင်ခွင့်မရသေးဘူးပေါ့နော်ဒီတော့မင်းသားကဒီချိန်မှာကြမ်းကြမ်းနဲ့ဒီ Running Man show တဲ့ဝင်ပြိုင်ရင်းနဲ့ဇလန်တစ်ခုလုံးစထားတဲ့ရုပ်ရှင်တစ်ခုလို့ပြောလို့ရတယ်နောက်တစ်ခုပြောချင်တာကဒီရုပ်ရှင်ကအခုမှသူတို့ကြိုက်တာမဟုတ်ဘူး1989မှာ Running Man ဆိုတဲ့ရုပ်ရှင်တစ်ခုထွက်ဘူးအဲ့ဒါ remake ပြန်ရိုက်တာဒါပေမဲ့ဒီ remake ကတော့အဲ့လိုမျိုးသူကအတူတူရိုက်တာမဟုတ်ဘူးနည်းနည်းလေးဖြည့်ဆွက်ဆရာရှိတယ်ဖြည့်ဆွက်တာကောင်းတာလေလိုမျိုးဖြည့်ဆွက်ထားတယ်လို့ပြောတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ပြောမှဆိုတော့အရန်ကြီးလိုမျိုးကြိုက်သွားတဲ့ပုံစံတွေတော့မပါဘူးပေါ့နော်ဒါ Stephen King ရဲ့ဝတ္ထုလည်းဖြစ်တယ်လို့နာမည်ကျော်အဲ့လိုမျိုးဝတ္ထုလည်းတစ်ခုဖြစ်တယ်ဒါပေမဲ့အဲ့လိုမျိုးဇလန်ကတော့ IMDb 7.0ကျော်လောက်ပဲရတဲ့ဇလန်ပုံစံမျိုးလည်းဖြစ်တယ်နောက်တစ်ခုကဇလန်ရဲ့အဲ့လိုမျိုးအရှိန်အရန်တက်နေတဲ့အချိန်မှာအရှိန်ကို short ချပလိုက်တဲ့ခံစားမှုမျိုးတော်တော်လေးကိုရုပ်ရှင်ချစ်ပရိသတ်တွေအတွက် feature လို့ပြောလို့ရတယ်ပြောမှဆိုတော့တာမန် entertainment အတူအနေနဲ့ခံစားမယ်ဆိုရင်တော့မှပထမတစ်နာရီကျော်လောက်ပဲခံစားလို့ကောင်းမယ်ရုပ်ရှင်ဖြစ်တာကြောင့်ကိုယ်အနေနဲ့စဉ်းစားဆုံးဖြတ်ပြီးတော့ကြည့်ပါတော့ကျွန်တော်အနေနဲ့ကတော့အရင်ကြိုက်တယ်လို့မပြောချင်ဘူးဒါပေမဲ့မဆိုးဆိုတဲ့အတိုင်းတစ်ခုအားလုံးကျေးဇူးတင်ပါတယ်နောက်ရှင်မှာပြန်တွေ့